အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဦးနော်တဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီမြင်နဲ့မှတ်သားစရာဘူးတရရစရာများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာမိမယူရန်အသက်ရဲ့အပိုင်းချလိုက်မိမတို့ရဲ့ဈေးနှုန်းများအသက်16နှစ်နဲ့အောက်ဟာဝေလီဝေလင်းဈေးနဲ့တူပါတယ်သူကတော့မနေ့9နာရီလောက်ဈေးသွားဝယ်ရတယ်လို့ပါပဲအချိန်မှာဈေးသွားစစ်လို့မရပါဘူးရောင်းတဲ့လူကကြိုက်ဈေးရမှရောင်းပါမယ်ဒါပေမဲ့အရန်ကိုလက်ဆက်တာမို့စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်အသက်20အရွယ်ဟာမနက်ခင်းစေးလူစအစီချိန်နဲ့တူပါတယ်ဒီချိန်ကတော့မနေ့6နာရီအချိန်လောက်ပါစောစီစီဈေးထဝယ်တဲ့လူတချို့ကြောင့်အကောင်းအကောင်းဆုံးတွေပါသွားတာကလွဲလို့ကျန်တာတွေအကုန်လုံးလည်းအကောင်းဆုံးတွေပါပဲဒီချိန်မှာဈေးစစစ်လို့ရပါပြီအသက်25ဝန်းကျင်အရွယ်ကတော့မနက်ခင်းစေးလူစကွဲချိန်နဲ့တူပါတယ်အချိန်အားဖြင့်မနေ့8နာရီလောက်ရှိပါပြီဝေလီဝေလင်းထဝယ်ထားတဲ့လူတချို့ရဲ့ဈေးစီတဲ့အချိန်မှာဝယ်ထားတဲ့လူတွေရဲ့ကြောင့်တော်တော်များများကရွေးကြံတွေဖြစ်ကုန်ပါပြီဒါပေမဲ့မျက်စိချမ်းတဲ့လူတွေကြောင့်ကောင်းတာလေးတွေရှိနေပါသေးတယ်အသေးချာလေးတော့ရေးဖို့လိုနေပါပြီအသက်နဲ့ဆက်ခွန်ဝန်းကျင်ရွယ်ဟာနေ့လည်ဈေးနဲ့တူပါတယ်ဒီအချိန်မှာတော့မနေ့ပိုင်းကကြံထားတာတွေကိုစတင်ပြင်ဆင်ဖို့လုပ်နေရပါပြီဥပမာစီးပြနေတာတွေကိုပြန်စီးမယ်မကောင်းတဲ့အပိုင်းတွေကိုဖယ်ထုတ်မဲ့ရှင်းလင်းပွဲကြီးစတဲ့အချိန်ပေါ့ဗျာဒီချိန်ကတော့ရောင်းသူဝယ်သူနှစ်ဦးညှိနှိုင်းပြီးရောင်းလို့ဝယ်လို့ရပြီပေါ့ဗျာအချိန်အားဖြင့်တော့နေ့လယ်7နာရီအချိန်ခန့်ရှိပါပြီအသက်29ဝန်းကျင်အရွယ်ကတော့ညနေစောင်းဈေးနဲ့တူပါတယ်ဒီချိန်မှာမနေ့ဈေးမှာဈေးကြီးလို့မဝယ်လိုက်ရတဲ့သူတွေဟာနောက်တစ်ကြော့ပြန်လာဝယ်တဲ့အချိန်မှာဈေးစစ်တဲ့သူတွေကကြိုက်ဈေးကိုစစစ်နေပါပြီအချိန်ကညနေ3နာရီခန့်ပေါ့ဗျာဒီချိန်မှာလက်ဆက်အောင်ဆိုပြီးရေဖြန်းရေတောက်တာတွေကိုလှုပ်ထားရပါပြီအသက်30ဝန်းကျင်အရွယ်ကတော့ညဈေးနဲ့တူပါတယ်အခုဆိုညနေ9နာရီလောက်ခန့်ပေါ့ဗျာဝယ်မဲ့လူကတိတ်တောင်မစစ်ရသေးပါဘူးရောင်းမဲ့လူကတအားလျှော့ကျင်နေပါပြီဝယ်မဲ့လားဆိုရင်ရောင်းမဲ့သူကစစ်ကလေးပါပေးနေပါ යි ခင်ဗျာအသက်30နဲ့အထက်ကတော့မီးကွက်ဈေးနဲ့တူပါတယ်ည9နာရီဝန်းကျင်ပေါ့ဗျာဒီချိန်ကစိတ်ဝင်စားစရာအကောင်းဆုံးချိန်ပေါ့ဗျာမှောင်နေပြီဆိုတော့ရောင်းသူကမြင်ရဖို့မီးအိမ်လေးထုံးပြီးတော့ပေါ့ဝယ်တဲ့လူကလည်းမတဲမကွက်နဲ့ဆိုတော့မတန်မဆဈေးစစ်နေပြီပေါ့ခင်ဗျာရောင်းတဲ့လူကတစ်ချက်လောက်မူလိုက်ရင်ဝယ်မဲ့သူကခြာကနေလက်ထွက်တတ်တာတော့သိထားပေါ့ဗျာအဲ့လိုလက်ထက်သွားရတဲ့ဝယ်မျိုးကိုဈေးလဲလျှော့ပေးပါမယ်အပိုလဲပေးပါမယ်ဆိုပြီးတော့ပြန်ခေါ်နေရတာလဲအဲ့ဒီအချိန်ပေါ့ဗျာအသက်40နဲ့ထက်ကတော့ဥပုံနဲ့တူပါတယ်ခင်ဗျာဥပုံနဲ့ဆိုတာဈေးတွေအားလုံးဖိတ်ပါတယ်ရောင်းမဲ့သူလည်းမရှိသလိုဝယ်မဲ့သူလည်းမရှိပါဘူးခင်ဗျာတကယ်လို့ရောင်းမဲ့သူရှိမယ်ဆိုတော့ဝယ်မဲ့သူတွေကဥပုံဆောင်သွားကြလို့တေချာပေါက်ဝယ်မဲ့သူမရှိပါဘူးခင်ဗျာ